ရန်ကိုလွယ်ကူရိုးရှင်းတဲ့ထိုဖူရန်ကျွန်တော်ရှမ်းလို့တော့ထိုဖူရန်လို့ခေါ်ပါတယ်။ပမာတော့စီထိုဖူလို့လည်းခေါ်ပါတယ်ထိုဖူချင်းလို့လည်းခေါ်ပါတယ်။သူ့ရဲ့လုံနည်းလေးကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်။မဆုံခအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟင်းချက်နည်းတွေကိုတီးတော့ပြန်လဲမျှဝေပေးနေတဲ့ Silent ပါ။ရင်ဆုံးဈေးထဲဝယ်လာတဲ့ထိုဖူလေးတွေကိုကျွန်တော်တို့မိချန်နီတက်တဲ့အနေတော့အသုံးလေးတုံးထားပါမယ်။ကျွန်တော်ကတော့ site ကြီးလေးနဲ့တုံးထားပါတယ်။ထိုဖူဝယ်တဲ့အချိန်မှာကျွန်တော်တို့မာလေးဝယ်ထားပေးရမှာဖြစ်ပါတယ်။ဒါတွေကတော့တာစိမ့်မုံခေါ်လှော်စားအမှုန့်လို့လည်းခေါ်ပါလေကျွန်တော်တို့ကစော်လုပ်တဲ့နေရာမှာတုံးတဲ့အမှုန့်လေးပါဒီအမှုန့်လေးအနေငယ်ကိုကျွန်တော်ရေလေးနဲ့ဖြော်ထားပေးပါမယ်အားလုံးနှက်ဆက်တော့ကျွန်တော်တေချာလေးမှွေပေးပါပြီးရင်ကျွန်တော်တို့ခုနကဖြတ်ထားတဲ့တိုဖူးတုံးလေးတွေကိုကျွန်တော်ထည့်ပေးပါမယ်တိုဖူးတုံးလို့လည်းခေါ်ပါတယ်တချို့ဗမာပြည်မှာတော့ပဲပြားလို့ခေါ်ပါတယ်ဒီပဲပြားလေးကိုကျွန်တော်တို့ခုနကကျွန်တော်ရေထဲမှာစိန်ထားပေးရမယ်စိန်ပြီးတရားစိန်ပြီးကျွန်တော်တို့အချင်းဖောက်မဲ့ဘန်းလေးပဲဖြစ်ဖြစ်စကားလေးပဲဖြစ်တစ်ခုထဲမှာထည့်ထားပေးရပါမယ်ဒီနေရာမှာသုံးတဲ့ပစ္စည်းအားလုံးကတန့်အောင်ဖြစ်ပါတယ်စီလုံးဝထိလို့မရပါဘူးစီပါရင်စီထိရင်အချင်းဖောက်လို့မရပါဘူးပြတ်သွားတတ်ပါတယ်မှုကမတက်ဘဲနဲ့ပြတ်သွားတတ်ပါတယ်ဒီနေရာမှာ queue site ပေးပါအားလုံးပြီးပြီဆိုရင်ကျွန်တော်သူ့ကိုချင်းဖောက်ဖို့တဲ့ဘုံလေးတစ်ခုထဲမှာထားပါမယ်ဘုံလေးကိုလည်းကျွန်တော်အောက်မှာစားလိုက်တန်တန်လေးခံထားပြီးပါမယ်ပြီးရင်ကျွန်တော်ဒီဝချမ်းပြားလေးနဲ့ဆင့်ထားပြီးတော့တစ်ဆင့်ထည့်ဖို့ပါပြီးရင်အပေါ်ကနေကျွန်တော်လေးစားလိုက်တန်တန်လေးနဲ့ပေါ်နေဖုံးထားပါမယ်ရှေးလူကြီးတွေဆိုရင်တော့ကောက်ရိုးလေးခင်းပြီးတော့အချင်းဖောက်ကြတာများပါတယ်ဒီမှာတော့ကောက်ရိုးလေးရှားတာအဆင်မပြေတဲ့အတွက်ကျွန်တော်တော့ခုလိုမျိုးလေးပဲအချင်းဖောက်ပါတယ်ပြီးအပေါ်လေးကိုနေလေးနဲ့ဖြစ်ဖြစ်အဝတ်လေးနဲ့ဖြစ်တေးသေးချာချာလေးဖုံးပေးပါအလင်းမဝင်ဘူးအဓိကတော့အလင်းမဝင်ဖို့ပါပဲပြီးရင်ကျွန်တော်2ညတော့အချင်းဖောက်ထားပါမယ်လုံနည်းတွေကတော့တယောက်နဲ့တယောက်မတူပါဘူးနေရာဒေသလိုက်တော့ကွာခြားတတ်ပါတယ်ကျွန်တော်တို့2ညတော့တိတ်ပြီးတဲ့အချိန်လေးနေပါပဲပြားလေးတွေထိုးဘူးလေးကန်ကြည့်တဲ့အချိန်မှာခုလိုမျိုး EECC လေးနဲ့ဆိုရင်ရပါပြီအနံလေးကလည်းပဲပုံနံလေးထွက်နေပါတယ်ရတာတော့ကတော့စားသုံးပါမယ်မြုပ်သီးမုံသုံးပါမယ်ပါကောမုံခေါ်နနပွင့်မုံလေးသုံးပါမယ်ပြီးရင်ရှောက်ကောမုံလေးသုံးပါမယ်နနစေးမုံသုံးပါမယ်စီကျွမ်းမုံခေါ်အထုံစေးမုံလေးသုံးပါမယ်ပြီးရင်စမုံစပါးမုံလေးသုံးပါမယ်ပြီးရင်ရတာအားလုံးတေချာလေးနှက်ဆက်တော့ဝေပြလိုက်ပါအဆက်ကြိုက်တဲ့သူတွေရောငရုတ်တီးခွဲကျန်းလေးထည့်လို့ရပါတယ်ပကံလုံးတစ်လုံးလေးထဲမှာကျွန်တော်တို့အရက်ဖြူပဲဖြစ်ဖြစ်ဟင်းချက်ဝိုင်ပဲဖြစ်ဖြစ်ထည့်ထားပေးရပါမယ်ပြီးရင်ခုနကျွန်တော်တို့ပဲပြားလေးတွေကိုအဲ့ဒီအရက်ထဲမှာစိမ့်ပြီးရင်ကျွန်တော်ဒီအရတာမုံမှာကတ်ထားပေးရပါမယ်အရက်ဖြူသုံးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီတိုပူးလေးကိုကြာရှည်ခံအောင်အတွက်ပါအရက်ဖြူသုံးရတယ်ဆိုရင်ကျွန်တော်ဒီတိုပူးလေးတွေကကြာထားခံပါတယ်လားနေချီထားခံပါတယ်ဒီနေရာမှာအရက်မတောက်တဲ့အရက်ကိုရှောင်တဲ့လူတွေကတော့အရက်မတုံးနဲ့ရပါတယ်ဒါပေမဲ့တော့ကြာထားခံမှာတော့မဟုတ်ပါဘူးဒါလေးကတော့ချင်းလေးတွေပါပပလီထားတဲ့ချင်းလေးတွေပါနေလန်းထားတဲ့ချင်းလေးတွေဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့အရာတာအမုံလေးထည့်ပြီးနေထားပြီးပါမယ်ချင်းကိုကျွန်တော်တို့နေမလန်းပဲနဲ့သုံးမယ်ဆိုရင်ကျွန်တော်ဘူးထဲမှာထည့်တဲ့အချိန်မှာအချင်းကအရေးလေးထွက်တာပါအဆိုတက်ပြန်ပြီးအရေးလေးထွက်တော့ပါတယ်ကျွန်တော်တို့အရင်ဆုံးတိုးဘူးထဲမဲ့ဘူးလေးတွေကိုကျွန်တော်အရက်ကလေးနဲ့တေချာလေးကျင်းပေးလိုက်ပါတယ်ပိုးတက်တဲ့တဘောပါပြီးပြီဆိုရင်ကျွန်တော်တို့တိုးဘူးလေးတွေကိုပဲပြားလေးတွေကိုစီပြီးထည့်ပေးပါမယ်ပြီးရင်ခုနကျွန်တော်ချင်းလေးလည်းထည့်ပေးပါဒီချင်းလေးကတော်တော်လေးကိုမှုေးပြီးစားလို့အရန်ရတာရှိပါတယ်ဒီကောင်လေးကိုကျွန်တော်လေလုံးတေတေချာလေးဖုံးပိတ်ပြီးတာပြီဆိုရင်နောက်တစ်ပတ်ဆိုရင်အစင်တင်စားသုံးလို့ရပါပြီထိုင်းနိုင်ငံတွင်းကမိတ်ဆွေများအခုလိုမျိုးကျွန်တော်ရဲ့စီတိုဖူးလေးတွေမာယူခြင်းနဲ့ဆိုရင်လိပ်စာနဲ့ဖုန်းနံပါတ်လေးကိုချက်ပေါက်မှာပို့ထားပြီးလို့ရပါပြီနော်ဘူးသေးတပူးကို40ဘတ်ပဲပေးရပြီးဘူးကြီးကို80ဘတ်ပဲပေးရပါတယ်အင်ရောက်ငွေချေလည်းရပါတယ်ဗျာခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိလိုက်ပါကြည့်ရှုတဲ့ရောက်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်